ကျွန်တော်တို့ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နော်ပြည်နယ်ပါတီဥက္ကဋ္ဌနဲ့မိုးလုံးဝဆောင်အဖွဲ့အရာဦးစောဝေးဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဇုကိုပွဲချင်းရစာတိုင်း2020ကိုကျွန်တော်တို့ကြီးညာပြီးသားဖြစ်ပါတယ်ဥပမာပြောရရင်နံပါတ်1အနေနဲ့နော်ကျွန်တော်တို့တိုင်းသားစီလုံးညီဝကြီးနဲ့ပြည်ရင်းချင်းကြီးကိုကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကျမ်းမာတာရှိပါတယ်။နံပါတ်2အနေနဲ့စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းစေမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါ်ကြီးကိုကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်။နံပါတ်3အနေနဲ့နော် GCD တိုင်းခိုင်မဲ့လုံခြုံဖွံ့ဖြိုးတိုးတက်ရေးကိုကျွန်တော်တို့နော်အနေနဲ့ကျွန်တော်တို့မတ်တိုင်းဥပဒေပြောရေးအနေနဲ့ပြောမယ်ဆိုရင်တော့ခဲနဲ့ညီငွေတဲ့ဥပဒေဖြစ်စေရနော်ခဲနဲ့ညီငွေတဲ့ဥပဒေဖြစ်စေရနံပါတ်2အနေနဲ့ဒီမိုကရေစီစံချိန်ဆိုင်မှုနဲ့ကိုင်းညီတဲ့နော်ဥပဒေဖြစ်စေရနဲ့လူအခွင့်အရေးစံချိန်ဆိုင်မှုနဲ့ညီညွတ်မှုဖြစ်စေရနဲ့ပြည်သူလူထုအပေါ်ဖိနှိပ်ချုပ်ချယ်မှုဥပဒေမျိုးမဖြစ်စေရပြီးတော့နိုင်ငံတကာစာချုပ်စာတမ်းများနဲ့ကွန်ဗင်းစင်းများဤဆုံးဖြတ်ချက်များနဲ့အညီစီကြတော့ဥပဒေဖြစ်စေရန်နောက်ပြီးတော့ပြည်သူများအကြားတဟရတဖြစ်စေရေးသွေးစည်းညီညွတ်ရေးကိုမြင့်တင်နိုင်ရန်ဆိုပြီးတော့ကျွန်တော်တို့နော်အဲ့ဒါဒီမှာကျွန်တော်တို့ရည်ရွယ်ထားတာရှိပါတယ်အုပ်ချုပ်ရေးပိုင်းအနေနဲ့ပြောမယ်ဆိုရင်တော့နော်ဆွေးဆောင်ရေးပြီးဝပြီးနော်အဂတိကင်းတော်အစိုးရတရားပေါ်ကြီးကိုကျွန်တော်တို့ဥတီပါတယ်နံပါတ်2အနေနဲ့တရားမျှတမှုလွတ်လပ်မှုတိုင်းတူညီမြဲမှုထွန်းကားစေရန်ဖြစ်ပါတယ်နံပါတ်3အနေနဲ့တရားဥပဒေစိုးမိုးရေးကိုအထောက်အကူဖြစ်စေရန်ဖြစ်ပါတယ်၄အနေနဲ့ပြည်သူလူထု၏စိတ်လုံခြုံမှုနဲ့ကိုယ်လုံခြုံမှုကိုတရားမျှတစွာအကာအကွယ်ပြုလုပ်ပေးရမယ်နောက်ပြီးတော့ပြည်သူလူထုအားဖိနှိပ်သည့်ကရိယာမဖြစ်စေပဲပြည်သူလူထုအကျိုးကိုကာကွယ်ပေးသည့်နော်စီမံခန့်ခွဲမှုအစံတရားဖြစ်စေရန်နောက်ဆုံးအနေနဲ့ပြည်သူလူထုအပေါ်မှာစိတ်ရင်းစေတနာမှန်ဖြင့်ဝန်ဆောင်မှုပြုလုပ်ရန်ဆိုပြီးတော့ကျွန်တော်တို့နော်ဒီမှာကျွန်တော်တို့လို့ဆောင်တာဖြစ်ခဲ့ပါတယ်တရားစီရင်အနေနဲ့ဆိုရင်လေပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာနိုင်ငံတော်မှာအမြင့်ဆုံးတရားရုံးဖြစ်စေရမယ်ဆိုပြီးတော့ကျွန်တော်တို့နံပါတ်1မှာဖော်ပြထားပါတယ်နိုင်ငံတော်၏တရားစီရင်ရေးအာဏာကိုတရားလွှတ်တော်ချုပ်တိုင်းဒေသကြီးနဲ့ပြည်နယ်တရားလွှတ်တော်များနဲ့အစင်းစင်းတော်တရားရုံးများအားခွဲဝေပြီးအနှင်းရန်ဆိုပြီးတော့ကျွန်တော်ဖော်ပြထားပါတယ်နံပါတ်3အနေနဲ့ဥပဒေနဲ့အညီလွတ်လပ်စွာတရားစီရင်ရေးဥပဒေအရကန့်သတ်ချက်မှအပပြည်သူအစည်းအမှုတွင်တရားစီရင်ရေးအမှုများတွင်ဥပဒေအရခုခံချေပခွင့်နှင့်အယူခံပိုင်ခွင့်ရရှိရေးတို့ကိုတရားစီရင်ရေးဖြစ်စေရန်ကျွန်တော်တို့ရင်မှန်ထားပါတယ်နောက်အနေနဲ့နောက်ပြီးတော့မေတုကိုမဆိုဥပဒေအရပြင်ဆင်မှုထင်ရှားစီရင်ခြင်းမရှိသေးသည်မြအပြစ်ကင်းသည့်ဟုမှားယူထင်ကြေးပေးခြင်းဖြင့်အပြစ်မပေးရေးတိုင်တရားအကျိုးကိုတရားခံအားခံစားခွင့်ပေးရေးတို့ကိုတရားစီရင်ရေးခံရအဖြစ်တခံရအဖြစ်တတ်မှတ်ရမယ်နံပါတ်နောက်ဆုံးအနေဖြင့်ပြည်သူလူထုအတွက်တရားမျှတပြီးဖဲလိုက်မှုကင်းသည့်တရားစီရင်ရေးစနစ်ကိုကျွန်တော်တို့ထူထောင်ရည်ရွယ်ထားပါတယ်နောက်ပြီးတော့တိုင်းရင်းသားနဲ့ပြည်တွင်းချင်းချင်းကြီးကိုကျွန်တော်ဆက်လက်ပြီးတော့ဖော်ပြပါမယ်နံပါတ်1အနေနဲ့တိုင်းတူညီမျှသောနိုင်ငံသားအခွင့်အရေးများနဲ့ကိုယ်ပိုင်ပြထိုင်ခွင့်ရရှိပြီးဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနံပါတ်2အနေနဲ့တိုင်းရင်းသားအချင်းချင်းစည်းလုံးငြိမ်ရေးချစ်ခင်လေးစားရေးနဲ့ရိုင်းပင်းကူညီရေးတို့ကိုတူတဲ့ဖြစ်ထွန်းစေရေးနံပါတ်3ပြည်တွင်းလေးနဲ့ကန်ပရိပေခများ၏အရင်အမြင့်များကိုဖြည့်ဆင်းနိုင်ရန်အပြန်အလှန်လေးစားမှုရှိသောနိုင်ငံကြီးတွဲဆုံဆွေးနွေးပေးများနဲ့
Hinai Apisia ZCT Kaimedi Ninchan Yasi Number Leonine. We don't so G Ninchan Ninchan Daya Pumpu to Dejin, Titan Kaimeji do a day. We don't so say that go a chi kind biro. Tawra let doing a tiny number Ganine. Dying Damia Saka Sapi, Anubinia Jinjimu. You are the let time, Amuta ye lekanan, the mind amui ani dogu, tinting sonso yin, Pumpu to de say ye, number chone, Bine tiny da alum, Han Cheng, Pumpu to de ye, Conhine, Tabawa, a jin ami miama, Jasi ladi, a Joe amia miaku, Federe biton soon a do, Dida alike, Hetaswa, Koe, Kansai, do pibare, you know. Nangan Cheyi and Inhele, Nangan Takan says Sanyi de Kama, Lula be Detredi, Nangan Cheyi Muwadako, Jin Dong be Chichi Yinhi Mus Zasi on, Songwe Yame, Kabang in Chen go, Kabang in Chen Yin he, Nangan a Chin Chin, make the Haya, Mapia says Sanyi go, Sisu Yame, Yin Chens were a two Sindwe Netanyi Mugu, Songtin Yame, Number Nene, Nangan Takan says Sanyan. Mopo Mali, Gisa Yamiadri, Simando, Democracy Sign Yago, Achi Kanyu, Ludamia Aja, Tahaya da Pise Yigo, hinting di Hudo Mu Apo, Kaimaswa, Zati Yame, number 1, Kabakulata Meka, Kaba by 9 Taka, Jijan Pungui, a poet, Sadi Don, Zini Kiminswa, Sesan Yame, Sobiro, Jonoro, Nadima. Sibari number 2 and Kakoyi, no? Kakoyi, Tamato, Adika Tawin PD, 99 Tamiako, Kakoya. Number Nene, Pidudo, Junji Akudo, Tamato, people say, number 2 and Tamato ha, democracy sign home, sign tan, and Piduga, Zuiche, Timio Tato, Asoya, Muwada Apo, Zatia. Number 8, see ye swen ye, Temia Yue, Nibinia by Sanya, 2 day came in the tomato, Pisia. Number 9, Pidudo, Chicken, Akudo, Z Tapo, Pisia. Number 2, they are Ubri Sumo ye a great Ubri in Hengi, Songredo, Z Tapo, Pisia. Number 20, Democracy Sanomia, go a chi candy, Ding Echento. Lumu a time away, Twinkazi, Bambo ye, no, number no someone in it, as ye a tweet be worthy, came me do that to zeta with PC, so be do, General Dima, Popia Tavare, da John, General, a co, a muta democracy, a poichoye, General, Naton say, no, Eddie Mamudu, Tare Osako, a could not pure jet at time. To get answer, General Nine. Ako democracy Takata Pumbere, Toby me, not on see a chicken ubri sewing, along a TBP, being put simple, no, sodaha, no, below low alle sodaha, along a TBP, da John. To get Simhindo, Fedre Bison, so Yasi and do it. To get look general NLD Poika, Natona Sema, no, Natona Sangalo, Biduga, no, no gani, 100 took Yasi. Lagon Eddie Akuna, General Ye, Mudu, Alungu, be democracy, Sanchin Sanguin, a time, Bidu Digo, Bidu Doga, a Joe Kansabiro, no, Bine, time, Alung Bidu too, Makwe Chevene, Ni do me, no, democracy, Sanchin Sanon and ye, Koe, Kansapu, Benyaji Jam, Aji Sipoji Nangaji, Lumuzi, Alonsungu, Ni do me, Dinta Alung, Ni do me, Kansapu, General the Muta democracy, a poichoye, no, a could not on the same motuga, the dimensional popirago, along this on General Nene, now Simbia Lubare. A could General Ga, not on the same, no, Zicopi, Jimparo, Eddie, not on the same, General NLD party, Balo, assume kindly, Surago, Bidudiga. Kanakana make Queen Mary, Eddie Osako to get answer no. Naton the same party danga,
Zuko Simbian Luga, Natonsi a chicken Ubrigo, Gagwe Sonso Mesobiro, Lema Tuya Mesobiro, Gomasinga Totara, Erago, General NLD Party, Gomasi, Bohosi Committee, Alung yet Sumbia Chepi, the Ubrigo, Gagwe Sonso Asa, Lisa Lina Mesobiro, Bimbian, Bogomasingo Tintabare, Toby me, no, Ripalai Malare Kama, General Alung the Botu Nichene, and Dilo Suindo. Natonsi a chicken Ubrigo, Gagwe Sonso Mesore, through a policy, Gajuno, Lima Mato 9 rules will be a Sumpia Chabiro, Naton the same as Rigo Boy, General Mowing 9 up there, though we may Naton send it Jepiama, Natonsi a chicken Ubrigo, Gagwe Sonso Mesa, Lisa Lina me look, Bimbi me, no wing Subiro, General go kind hand out the command, Naton the say. Ni Jepiama, Lise Lineama, Lise Dum, and Yakebare. Eddie knew to the tongue to saying Amali, General Zuko Bigo, win Lado, no, the 9 long, no, Bidu Lutia. Took time who appeared General Sovia de Labare, don't be me a go Leni Quakala a dreamer, General Jilan Thailand, the Kama, the tongue see a chicken Ubrigo, General, and being seen me Sobiro, General Trijo. Lare a kama, a go, Natonsi a chicken ubrigo, being seen ya, no, Bidon Suma, no, party a titi, ma, no, the dog goes listening, Uziche Biro, Boma upon Don't Tonk on the Yakonsenga, a Tigo General, being simple, no, a low tabare, the women, the low tema General being 9, sing 9, I got, Matime, swim, Mata Kube Pubiro General, being 9 biro, gender Osa Alungo, Bidulu to Alung die, no, a chicken, Natonsi chicken, nobody die. Couldn't sing I can job Masuro. Balloon in a mamma pin and little John General being 9 Kevawu, though Donyali, a good General Party Ogota time being Kanye Uson Hupi, NCA go, Poisi Biro, Ninchan Lenegai, Ninchan licensing, no, a go Ninchan licensing go General Zubiro, a go Sruda a Tea, no, soon in Hinheim Biro, no, General the PP, no, took the Lara, Alum TV Pide, da John, not on the same Harley, Bidu Diga, Janubi, Tokan Lai, no, the name at the Chinchin Jan, no, Bidu Argo Jubiro, not on, see a chicken Uberigo, look at the low Bidu the season jet die, General Pinsin Name, look, can you tabare, da John. A cool chinima, not tongue the same at it, not on the same. Bidu the tokan hugo, Bubiro, na low at the Sudaco, Bidu the Simagino, Bioja Lovare, Bajon, General Nanga, no, the get I saw in the Lula Yakasa, no, parliamentary democracy, came her, no, a sit on Asiama, no, a chanta soon, no, a Juba soon like Sobiro, a Biokind, a chimpy bade, don't be me. General, 9 years of young alley, no, to get ice window, Louis Chong Mujon. Nippon, Nase Chose, Tea, the party, Anna Sin, see Anna Sin Letema, Jayo de Kama, time Picado, no, Gabaga, Mapione, a sit on Asiama Doma, no song and in General, Zatida, when it's a pipare, da John, the low, no, go haku, no, policy, no, Ochomu Anna, Louis Mamujon. Time Bidu to look at Sing Mugo, George your night on. Bidu to Tayalu and in NLD Partigo, no, to suit upon the Tokai Api, no, Lamen Natong Nasema, no, Natong the same arte, no, do biro, no, Zanubi Tokai Muzala, no, Natong the same, a Jamado, Uberigo, Nima Lyman, being saying 9 biro, the get Bidu Lulade, Federe Piton suit. Digigo, Diton my melo, General in Zanumbi, Junji Musibare. General, the tongue saying, Ama, Bidudo ye, Tokan who appeared a Soya de la de Kama, Nangai de Gagali, General, Party Consong on San Suji, Usong Mu, Apoma, Nangai de Gagali Junji Muside, no, Bidu Lutuga Junjide. General, go hago Junji who appeared, a pionly low nine, so below, General Junji Musibare. Don't be made General Tani. Cholo, a soyate la de Kama, no, Alum Tibe, Zakaima Rohinja, Pietana, Pilado, Eri Rohinja, Pietana, a Jompia Biro, Nangandaka, Pesumugo General, Kanyara, Alum Tibe Pide, Soro, General Simankin,
ရည်ဆွေပြီးသားနိုင်ငံတော်ရဲ့နိုင်ငံတကာရဲ့ investment လုပ်ဖို့ကိုအားလုံးတွင်းဆုပ်ပြီးတော့နော်ကျွန်တော်တို့အခက်အခဲနဲ့ဂျုံနေရတာအားလုံးအတည်ပြဖြစ်မယ်တော့ပြီးမဲ့နိုင်ငံတော်ရဲ့အတိုင်းပင်ခံဥဆောင်မြင့်နဲ့အနည်းဆက်ဆုံးနော်ဂျပန်အေရှနိုင်ငံခေါင်းဆောင်တွေနဲ့အနည်းဆက်ဆုံးကူညီပိုင်းဖို့နော်အမျိုးမျိုးနဲ့ချင်းကပ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့9နှစ်တာကာလအတွင်းမှာနော်ဒီထင်တယ်လို့နော်ဗီဒူဒီရဲ့ထင်တယ်လို့ဆွေးဆောင်နိုင်မှုမဖြစ်ပေမဲ့နော်အတိုင်းအတာအထိတော့ကျွန်တော်တို့ရှောင်ရိပ်နိုင်တာအားလုံးအတိပဲဖြစ်ပါတယ်ဒါကြောင့်နော်2010ခုမှာကဘာမှာခရီးသွားလုပ်ငန်းအနေနဲ့နော်တကယ်တိုင်းဆိုရင်တော့မြန်မာပြည်က 42.2 နဲ့အမြင့်ဆုံးနေရာရောက်ခဲ့ပါတယ်အဲ့ဒါဟာတကယ်တိုင်းဆိုရင်တော့မြန်မာပြည်ကကဘာမှာပထမဆုံးရတာကအထူးချက်ဆုံးတစ်ခုပဲဖြစ်ပါတယ်ဒုတိယကအမေရိကနော်အမေရိကနော်တတိယကအီရန်ဆိုတော့ကျွန်တော်တို့အနေနဲ့လှုပ်ရှားမှုအနေနဲ့အတိုင်းအတာအထိကိုအောင်မြင်မှုရတယ်ဆိုတာကိုတွေးစီရပါတယ်နောက်ပြီးတော့2010စီမှာနော်မြန်မာပြည်ဟာနော်ကဘာကိုဆိုင်ပို့တဲ့နေရာမှာနော်တိုင်းချင်းပေါင်း3.4 နော်အထိကိုကျွန်တော်တို့တိုင်းချင်းပို့နိုင်တာအဲ့ဒါကိုတွေးကြည့်မယ်ဆိုရင်တော့1934ခုနှစ်နောက်ပိုင်းကနေပထမဦးဆုံးအမြင့်ဆုံးစံတိုင်းချင်းပို့နိုင်တာကိုအားလုံးအသိပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့9နှစ်တာအခု4နှစ်ခွဲ9နှစ်တာကာလအတွင်းမှာကျွန်တော်တို့နော်အတိုင်းအတာအထိတော့တိုင်းပြည်ရဲ့အပြောင်းအလဲနော်ကျွန်တော်တို့ဆောင်ရွက်ခဲ့တာဟာအားလုံးအသိပဲဖြစ်ပါတယ်အဓိကကျွန်တော်တို့ချင်းပြည်နယ်ကိုပြောမယ်ဆိုရင်တော့ချင်းပြည်နယ်ကအရင်တုန်းကလိုင်းပိုင်းဆက်တွေကြီးလည်းမကောင်းအဖက်မှာတိုင်းလေးပြည်နယ်14ခုမှာနှုတ်ဆုံးအဆင့်မှာကျွန်တော်တို့ကြံခဲ့ပါတယ်တော့ပေမဲ့အခုကျွန်တော်တို့တက်လာမှနိုင်ငံတော်အကြီးအကဲဒီအတိုင်းပင်ခံကိုတိုင်းက3-5ခုချင်းပြည်နယ်လာတဲ့အခါမှာဥပမာချင်းပြည်နယ်မှာနော်ပညာရေးကနှုတ်ကြံခဲ့တာကိုချင်းပြည်နယ်ကအတိုင်းပင်ခံနေနဲ့ဇာတိဥဒုကျန်းတိုင်းတဲ့အတွက်ကြောင့်ချင်းပြည်နယ်မှာနော်ကျောင်းအဆောက်အဦဒီကိုပြင်ထောင်တဲ့နိုင်ကတ်မဆောက်ပဲနဲ့နော်ပကကားနဲ့နော်မဖြစ်နိုင်တော့မှ steel structure နဲ့ဆုပ်ခိုင်းပြီးတော့အခု1000ကျော်ကိုချင်းပြည်နယ်ကြီးอยู่တိုင်းမှာကျောင်းဒီကိုဆုပ်ပေးတာအားလုံးအတိပဲဖြစ်တယ်ပြီးတော့ကျောင်းတိုးတဲ့နေရာမှာလေနော်ခိုင်တီးရက်ကိုမကြည့်ပဲနဲ့ URC ကျောင်းစီရမယ်policy နဲ့ကျောင်းမြို့အများထောင်နဲ့ချီပြီးတော့ကျွန်တော်တို့ကျောင်းတိုးလေးလုပ်ပေးခါတာအားလုံးရဲ့အတိပဲဖြစ်ပါတယ်အဲ့ဒီအတိုင်းပဲကျမ်းမာရေးရောနော်လိုက်ပတ်ဆက်တွေရေးရောတကယ်တိုင်းပြောကြည့်မယ်ဆိုရင်ချင်းပြည်နယ်မှာတော့လွန်ခဲ့တဲ့အစိုးရအဆက်ဆက်ကလုတ်ပေးခဲ့တဲ့အရာထက်ကျွန်တော်တို့တက်တိုင်း9နှစ်အတွင်းမှာပြည်သူအတွက်လုတ်တာဟာနော်ပို့ပြီးတော့နော်တိုင်ဖို့ရှိပြီးတော့နော်ဥယျာဉ်အနေနဲ့လည်းအကြီးအသွေးရောပို့ပြီးတော့တူးတိတ်မှုရှိတယ်ဆိုတာကိုလေကျွန်တော်တို့အနေနဲ့ချင်းပြည်နယ်လူထုအနေနဲ့ခံစားနေရပါတယ်အခုချင်းပြည်နယ်ကောလိပ်ဆိုတာလေဟာခါမှာနော်2010ကျုံမှာပဲဒုသမရတိဦးမင်းဆွေကဖွင့်ပြပြီးတော့အခု4နှစ်တာကာလအတွင်းမှာချင်းပြည်နယ်ဒီဂရီကောလိပ်ကိုကြော်ပြီးတော့အခုချင်းပြည်နယ်တက်ကတူဖွင့်ပြဖို့ကိုအခုလာမယ့်အောက်တိုဘာလမှာနော်ကျွန်တော်တို့ဖွင့်ပြဖို့အစီအစဉ်ရှိပါတယ်အဲ့ဒီ2နှစ်တူပဲတောင်ပိုင်းမှာမင်းတပ်မြို့မှာအခုချင်းပြည်နယ်နော်ပညာရေးကောလိပ်ကိုအခုကျွန်တော်တို့ဆောင်ရွက်ဆဲဆောလို့ဆဲအခြေအနေဖြစ်ပါတယ်2နှစ်တူပဲဟာခါမှာပညာရေးကောလိပ်ကိုလည်းပညာရေးဒီဂရီကောလိပ်ဖြစ်လာပြီနောက်ပြီးတော့ကွန်ပျူတာတက်ကတူဥပဒေဆိုပြီးတော့ဌာနပေါင်းစုံကိုလည်းကျွန်တော်တို့တစ်နှစ်တိုးပြီးတော့အားလုံးအသိပဲဖြစ်ပါတယ်နောက်ပြီးတော့အခုချင်းပြည်နယ်မှာကျွန်တော်တို့စိတ်ကူးရင်တော့မှမပေါ်တဲ့နော်ဖလိုင်းစုဘုံလေးစိတ်ဆိုရင်တော့37 billion နဲ့အခုလာမယ့်အောက်တိုဘာလမှာဖွင့်ဖို့ကျွန်တော်တို့အစီအစဉ်ထားပါတယ်ဒါကြောင့်ချင်းပြည်နယ်တောင်ပိုင်းမြို့ပိုင်းကိုတွေ့ကြည့်မယ်ဆိုရင်တော့အရင်တုန်းကတောင်ပိုင်းပလဲဝတွားမယ်ဆိုရင်တော့ဒီကမကွေးတိုင်းစကိုင်းတိုင်းနော်ရန်ကုန်ပကူတိုင်းချုပ်ခုနှစ်ခုကိုဖျက်ပြတော့ရန်ကုန်ကနေစစ်တွေကနေပလဲဝကိုကျွန်တော်တို့တွားတဲ့အခါမှာနော်လာနေချီပြီးတော့ကြာခဲ့ပါတယ်အခုကတော့ជីခါကနေနော်ပလဲဝအထိမိုင်ပေါင်း900နဲ့နော်ကူးမိုင်ကိုအခုနော်12ရာတီတိုးဖို့ line ပုတ်နေပြီဖြစ်ပါတယ်ပလဲဝနေမှာပါပဲ30မိုင်နော်ကျုပ်ခင်းဖို့ကြံနေသေးတော့အခုနိုင်ငံတော်အထူးဆောင်ပုံငွေနဲ့ 4.4 billion ချက်ပြပြီးတော့အခုဆိုလိုကြီးဌာနကအခုဆောင်ရွက်နေစေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လက်ထက်မှာနော်ချင်းပြည်နယ်မြို့ပိုင်းတောင်ပိုင်း
နော်ပြင်းနေလိုက်မှကြီးကိုလေကျွန်တော်တို့လက်ထက်မှာပြီးစီပါပြီအခုပရိဝတ်မှာလေကလတိုင်းတင်းဘောစိတ်ခံကြီးကိုအိန္ဒိယကတီးဆုပ်ပြီးတော့အခုကလတိုင်းတတားကြီးကိုလေ29ဘီလီယံနဲ့ကျွန်တော်တို့နော် PCB ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စီးပွားရေးလူမှုရေးနိုင်ငံရေးအနေနဲ့တွေးကြည့်မယ်ဆိုရင်တော့အခုကျွန်တော်တို့ဟာခါမျိုးနဲ့နော်လေဦးရွတ်တိမှာဘယ်လက်မဆေးရုံနော်နှစ်ခုတည်ဖို့နော်အားလုံးနော်ကုမ္ပဏီကလည်းတင်တာဆိုရဖြစ်တယ်ဒီစက်ရုံကြီးကိုနှစ်ခုစလုံးလုပ်နိုင်မယ်ဆိုရင်တော့တနေ့မှာစက်ရုံတစ်ခုမှာ3သိန်းစီ2သိန်းထွက်မယ်ဆိုရင်တော့မြန်မာပြည်မှာအကြီးမဆုံးနော်ဘယ်လက်မစက်ရုံကြီးဖြစ်ပြီးတော့အဲ့ဒီဘလက်မီစေယုံကိုမကွေးတိုင်းစကိုင်းတိုင်းချင်းပြည်နယ်မှာအဓိကသုံးပြုတ်ပြီးတော့ဘူတဲ့ဘလက်မီကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရောင်းချက်ဖို့ကျွန်တော်တို့နော်သူတမရာကြီးဥဆောင်မှုနဲ့ကာလပြီးဖြစ်ပါတယ်အဲ့ဒီဟာနှစ်ပေါင်း material စီတာကနှစ်ပေါင်း250ခိုင်ဖို့ဖြစ်ပါတယ်သူနည်းတူပဲအခုမဏိပူရစီလက်ရှိကိုလေကျွန်တော်တို့စာပြေးကပြီးအဲ့ဒါလေးစနိုင်မယ်ဆိုရင်တော့မီဂါဝတ်380နော်ရဖို့အခြေအနေဖြစ်တယ်နောက်ပြီးတော့တောင်ပိုင်း၄မျိုးစီအားလျက်စစ်ကိုအခုပင်တိကုမ္ပဏီတွေကစာရေးလုပ်ပြီးတကယ်လို့စနိုင်တော့မီဂါဝတ်620အထိရရှိဖို့ရှိပါတယ်အဲ့ဒီဥစ္စာလေးနှစ်ခုစလုံးပေါင်းပြီးတော့မီဂါဝတ်1000နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောင်းချက်ဖို့ကျွန်တော်တို့အစီအစဉ်ရှိပါတယ်ဒီလက်မှုလုံငန်းကစက်မှုလုံငန်းကြီးကိုလည်းအကောင့်အထည်ဖော်နိုင်ဖို့အတွက်ဒီ NLD အစိုးရလက်ထက်မှာပဲဒီလုံငန်းကြီးကိုလေကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တယ်ဒါကြောင့်အဓိကကျွန်တော်တို့ချင်းပြည်နယ်မှာတော့ပညာရေးကျန်းမာရေးစီးပွားရေးလူမှုရေးအနေနဲ့ဒီ NLD အစိုးရလက်ထက်မှာပဲအပြောင်းအလဲနော်မမျိုးမှန်းနိုင်တဲ့နော်လေရင်ကွင်းကြီးကိုလေအကောင့်ထဲဖော်ပေးတဲ့အတွေ့အကြုံနော်ကျွန်တော်တို့NLD နော်တက်တိုင်း9နှစ်တာကာလအတွင်းမှာပြည်သူတွေရဲ့ထင်သာမြင်သာနဲ့အပြောင်းလဲရှိတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောကြလိုပါတယ်ဒါကြောင့်အခု2020မှာဆက်လက်ပြီးတော့ကျွန်တော်တို့ NLD ပါတီအနေနဲ့အနိုင်ရခဲ့တော့အခုကျွန်တော်တို့စီမံကိန်းရည်ဆွဲထားတဲ့အရာအလုံးကိုအကောင့်အထည်ဖော်ဖို့နောက်ပြီးတော့အခုဖလိုင်းမှာစုရုံလေးဂွင်းကြီးစီပြီးတော့နော်အခုလာလန်းပြည်မှာလေတောင်ပိုင်းလာလန်းပြည်မှာလေနိုင်ငံတကာအကူအညီနဲ့အခုတည်ဆုပ်နေတယ်နောက်ပြီးတော့မြို့တိုင်းကိုဥပမာပလဲဝကံပလက်နော်တီထန်တလိုင်းအမျိုးမျိုးနော်အဲ့ဒီမှာအသေးစားလေရင်ကွင်းဒီကိုလေအားလုံးတည်ဆုပ်ပြီးတော့အခုတမျိုးနဲ့တမျိုးအတူအလာခက်တဲ့နေရာကိုလေရင်ကွင်းလေရင်အသေးစားနဲ့နော်တူအလာဖို့အတွက်နော်နိုင်ငံတော်ကနော်စေတနာနဲ့အခုလှုပ်ဖို့နော်စာရေးလုပ်ပြီးသားဖြစ်ပါတယ်ဒါကြောင့်နော်ချင်းပြည်နယ်မှာကျွန်တော်တို့အဓိက2020မှာဆက်လက်ပြီးတော့အနိုင်ရခဲ့တော့နော်ပညာရေးစီးပွားရေးကျန်းမာရေးလူမှုရေးအဆဆရစစ်တွေရေးမှာအပြောင်းအလဲနော်ဇာနှုံးပြီးရှိမယ်ဆိုတာကိုကျွန်တော်တို့ NLD အနေနဲ့ယုံကြည်မှုရှိတယ်နောက်ပြီးတော့ချင်းပြည်နယ်မှာအရင်တုန်းကတော့ဆွေပြောင်းတောင်ရစနစ်ကိုပဲအားကိုးပြီးတော့ကျွန်တော်တို့လှုပ်တဲ့အခါမှာတဘဝပါဝင်ကြီးထင်းထင်းကြီးပဲပြည့်စည်တယ်ရတာကလေနော်မဖြစ်စလို့ဖြစ်နေတဲ့အတွက်ကြောင့်အခု NLD အစိုးရလက်ထက်မှာနော်တကယ်တိုင်းဆိုရင်တော့စစ်ပြောင်းတောင်အားစနစ်ကနေနော်အမေတိုင်းဥယျာဉ်ချင်မြေကိုဥစားပေးပြီးတော့အခုကျွန်တော်တို့ဆောင်ရွက်နေတယ်ဒါကြောင့်အခုချင်းပြည်နယ်မှာလောလောဆယ်အနေနဲ့ဥပမာဝတ်ဥဆိုတာပေါ့နော်ဝတ်ဥဆိုတာအရင်တုန်းကတောထဲမှာနော်အရိုင်းနဲ့ပုတ်တဲ့ဥစ္စာပါပဲအဲ့ဒါလေးနော်အခုနိုင်ငံတကာတရုတ်ဂျပန်ကိုရီးယားဒီကနော်အမျိုးအနေနဲ့နော်တရုတ်နဲ့ဆိုရင်တော့တစ်နှစ်မှာတိုင်9000ထိအယောင်ဝေလို့ဖို့စာချုပ်လုပ်ထားတယ်အဲ့ဒီအတွက်ကြောင့်နော်ကျွန်တော်တို့ချင်းပင်နေပြည်သူလူထုအနေနဲ့ဆွေပြောင်းတောင်အားစနစ်ကိုအားလုံးရပ်ပြီးတော့ဥယျာဉ်ချမ်းမြေအနေနဲ့နော်တိုင်းပြည်တူးတက်ဖွံ့ဖြိုးအောင်ကျွန်တော်တို့ဆောင်ရွက်နေစေဖြစ်တယ်ဥပမာဝါဥဆိုရင်တော့တေးကကောင်းကောင်းဆိုင်ရင်နော်တင်းတရာရရှိတယ်တင်းတရာထဲမှာ90ကိုနော်အလုတ်သမားနော်အတွေ့အကုန်ကိုကြာဖြစ်ပါစေ90ကနော်တကယ်တိုင်းဆိုရင်အတတင်ရရှိပါတယ်ထူနီတူပဲနော်စပစ်တို့လိန်မော်တို့နော်ကော်ဖီတို့ချင်းပြည်နယ်မှာစိုက်သမျှအားလုံးပိုင်းတွေလေးပွင့်ပြီးတော့အတီးတွေတည်တယ်အဲ့ဒီအတွေ့အကြုံဒီနေ့နဲ့တစ်ချင်းမှာချင်းပြည်နယ်ဟာစစ်ပြောင်းတောင်အားစနစ်ကနေဥယျာဉ်ချင်မဲ့စနစ်တို့ပြောင်းလဲနိုင်တောင်သူတွေရဲ့ဘဝကတော့အလိုလိုနဲ့ပြောင်းလဲမြင့်တင်ပြီးနိုင်မယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့100ပြည့်နော်ယုံကြည်မှုရှိတယ်ဆိုတာကိုလည်းအပြောင်းလဲရှိမယ်ဆိုတာကိုလည်းကျွန်တော်အနေနဲ့အားလုံးကိုနော်ပြောကြလိုပါတယ်အထူးပဲကျေးဇူးတင်ပါတယ်